ဒီ10လပိုင်းမှာပေါ့နော်အခုလာမယ်10လပိုင်းမှာအခုလာမယ်10လပိုင်းမှာကိုယ့်အတွက်ဘယ်လိုကံကောင်းခြင်းတွေရောက်လာမလဲပေါ့နော်မျက်နှာလေးတွေတူတူလေးပဲပေါ့နော်တူလေးပဲလာကြည့်တဲ့သူတိုင်းနဲ့သက်ဆိုင်ပါတယ်ပေါ့နော်ဘယ်လိုကံကောင်းခြင်းတွေရောက်လာမလဲဘယ်လိုကံကောင်းခြင်းတွေရောက်လာမလဲဆိုတော့မိခွန်းခေါင်းစဉ်ကဘယ်လိုကံကောင်းခြင်းတွေရောက်လာမလဲဆိုတော့ကြာလာတာ3 years of borrow the time မှာတဟာမစ်ဘယ်လိုကံကောင်းခြင်းတွေရောက်လာမလဲဆိုတော့ကိုကနာကျင်စရာကိုအတွက်အဖြေရှိလာမယ်ပေါ့နော်ကိုနာကျင်ခံစားရတဲ့ဟာတွေဒါကဘလို့ပြဿနာပဲဖြစ်ဖြစ်ပေါ့နော်အခြေရေးဖြစ်ဖြစ်လူမှုရေးဖြစ်ဖြစ်စီးပွားရေးဖြစ်ဖြစ်ကိုနာကျင်တိတ်ကိတ်ခံစားခဲ့ရတဲ့အခြေအနေတွေကနေအဖြေရှာတွေ့သွားမယ်ပေါ့နော်ကိုအဖြေပြန်ရှာတွေ့သွားမယ်ဒါမို့အဲ့လိုပေါ့နော်ကိုဆရာသမားကောင်းကိုလမ်းပြမဲ့လူနဲ့ရှာတွေ့သွားမယ်ပေါ့နော်ဒါကကံကောင်းခြင်းလို့ပြောတဲ့အတွက်ကြောင့်မို့ဒီနာကျင်စရာကနေလွတ်မြောက်သွားမယ်ပေါ့နော်အဲ့လိုမျိုးလေးမြင်ရပါတယ်နောက်တဲ့ကဲလောက်အခြေရေးနဲ့ပတ်သက်ပြီးရင်လည်းကိုကြည်နဲ့ပျော်ရွှင်ရမယ်အခြေရေးလူမှုရေးစီးပွားရေးအဲ့ဒါနဲ့ပတ်သက်ပြီးရင်လည်းကိုကြည်နဲ့ပျော်ရွှင်ရမယ်ကိုစိတ်ကြိတ်ဆိုတာကိုထပ်တူဖြစ်တယ်ပေါ့နော်ကိုဘယ်လိုပြောမလဲကိုကြည်နဲ့ပျော်ရွှင်တယ်ပေါ့နော်ဘယ်လိုပဲညာစီးပွားရေးတချို့တွေအတွက်တော့စီးပွားရေးလူမှုရေးအခြေရေးနဲ့ပတ်သက်ပြီးတော့ကိုစိတ်ကြည်နေရတဲ့လိုမျိုးအတိုင်းအတာတစ်ခုထိဖြစ်မယ်တချို့တွေအဆက်အသွယ်ပြတ်နေတဲ့လူတွေဆိုလည်းအဆက်အသွယ်ပြန်ရလာမယ်ကိုလှုပ်ထားတဲ့ကိစ္စတစ်ခုခုရဲ့အောင်မြင်မှုကိုကြည့်ပြီးတော့ကြည်နဲ့နေရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုအနေအထားလေးတွေကြုံတွေ့ရလိမ့်မယ်နောက်တစ်ခါလောက်ဆွဲရမယ်နော်ဒါလေးတွေရှိမလဲကြည့်ရလူအများကြီးဆိုတော့လေနော်ဒါကြောင့် romance energy နဲ့တရားရောက်ကတော့လူတရားရောက်ကတော့ကိုဘွားတဲ့ဝင်လာဖို့ရှိတယ်ချစ်ချင်းမြတ်တာပေးမဲ့လူပေါ့နော်အဲ့လိုမျိုးလေးမြင်ရပါတယ် the hero fan ဆိုတော့ဒါလည်းပြောမယ်ဆိုရင် school စစ်မှန်တဲ့သူပေါ့နော်အဲ့လိုလေးတွေ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်